2025 ခုနှစ်ဇွန်လ 3 ရက်အင်္ဂါနေ့ဘယ်လောက်သားများမရှုံးပါမျက်ရည်ကျလျက်ကျဲရန်မျိုးစိတ်ကိုဆောင်၍ထွက်သွားသောသူသည်ကောက်လိုက်များကိုဆောင်လျက်ရွှင်လန်းသောစိတ်နှင့်အမှန်ပြန်လာလိမ့်မည်126ခုမြောက်သောစာလံပိုင်ငင်ကနှစ်စဉ်ကျင်းပမည်အာဖရိကရှိစူးစမ်းအားထုတ်မှုထူးချွန်မှုကိုချီးမြှင့်သည့်ပွဲမှာကျွန်တော်အဖွဲ့ကဆုတစ်ခုရရှိခဲ့ပါသည်ထိုဆုကိုလက်ခံဖို့ကျွန်တော်သွားခဲ့သည်စင်မြင့်ပေါ်မှာကျွန်တော်မတ်တက်ရက်စဉ်ဥက္ကဋ္ဌကနှစ်များအတွင်းအောင်မြင်မှုများအားနာမည်ခေါ်ကလူထုကလက်ခုပ်ဩဘာချီးမြှင့်ကြသည်ကျွန်တော်တို့သတိမထားလိုက်သည့်စူးစမ်းအားထုတ်မှုကနောက်ဆုံးမှာဆုဖြစ်လာတာကြောင့်အံ့ဩခဲ့ရသည့်အခိုက်အတန့်ဖြစ်သည်ထိုအချိန်ကိုပြန်သုံးသပ်ရင်ဘုရားသခင်ကတန်ရှင်းသူအာဇာနည်များမတိတာသည့်ယုံကြည်ခြင်းသူရဲကောင်းများငြိမ်းချမ်းရေးဖော်ဆောင်သူများရဲရောစွာပေးကမ်းသူများနှင့်ဘုရားသခင်နိုင်ငံတော်အတွက်မမောမပန်းလုပ်နေသူများကိုဂုဏ်ပြုမိနောက်တစ်ချိန်ကိုတွေးကြည့်သည်ကျွန်တော်တို့အစီခံမှုကိုတတိမပြုပဲဆုရဖို့အကြောင်းမမြင်ဟုခံစားရလျင်တော့ဘုရားသခင်ကတတိပြုပါသည်လောကကြီးကဘုရားသခင်နှင့်လူသားများကိုအစီခံလိုသည့်ပြင်းပြသောစိတ်ဆန္ဒကိုမပြချိန်မှာတော့ကျွန်တော်ကြိုးစားအားထုတ်မှုကိုဘုရားသခင်မြင်သည်ဆိုတာသိမြင်လာပါသည်အားပေးသောသူတော်စင်များလည်းတွင်ဘုရားသခင်ရှေ့ရက်ပြီးကောင်းကောင်းလုပ်ခဲ့တာပဲသစ္စာရှိသောငယ်သားကောင်းသခင်နဲ့အတူစီးစိမ်ခံစားပါဟုဘုရားသခင်ကကျွန်တော်အားပြောပါမည်ဆင်ခြင်ရန်ဘုရားသခင်ကကျွန်ုပ်၏ကောင်းသောလုပ်ရအားမြင်တာကိုသိပြီးအစီကံအသက်တာဖြင့်ကျွန်ုပ်ရှင်သန်ပါမည်အာယုံပြုဆုတောင်းရန်လှုပ်ဆောင်မှုများလီလျူရှုခံထားရသူများအတွက်ဆုတောင်းချက်ဟိုဖာကျွန်တော်တို့၏နှလုံးသားနှင့်လက်များကနွမ်းနယ်နေသောအခါခွန်အားနှင့်ဖြည့်ပေးမှုပါအာမင် Muir Penraf Olaya Federal Capital Territory Nigeria